ချင်းငွေအောင်လားမအောင်လားဆိုတာဘေးရာတွေကဆုံးဖြတ်ပေးရတယ် လာရှောက်တဲ့သူတွေကအိမ်ထောင်မရှိဘူးဆိုတော့ညီမတို့ဖတ်အောင်ပေးပါတယ်ဒါတော့စတာပါရှင် မင်္ဂလာပါအမ မင်္ဂလာပါရှင် အမစင်မီတန်မှာဘာလုပ်တာလဲမသိဘူး စင်မီတန်ချင်းွေရရှိတယောက်ဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါချင်းငွေရာရှိတယောက်အနေနဲ့ဘာတွေလုပ်ရလဲမသိဘူး ချင်းွေရရှိတယောက်အနေနဲ့ပေါ့နော် client တွေကညီမတို့စီလာတယ်ဆိုရင်သူတို့ရဲ့ဒီလိုအပ်တဲ့စာတန်းတွေကိုအရင်ဆုံးပေါ့နော်စစ်ကြည့်ပေးတယ်ကြည့်ပြီးသွားပြီဆိုရင်ညီမတို့ချင်းွေ form ကိုအရင်ဖြည့်ပေးတယ်ချိန်ပြီးသွားပြီဆိုရင်ပေါ့နော်ညီမတို့ကဒီချင်းငွေကြားမကြားဘူးပေါ့နော် interview ရင်လုပ်ပေးတယ်လုပ်ပြီးသွားပြီဆိုရင်ဒီချင်းငွေရရှိဘက်ကနေပြီးတော့သတ်မှတ်ပေးတဲ့ချင်းငွေမာနကိုပေါ့နော်ညီမတို့ထုတ်ပေးရရှင် အခုစီစီရိုရောက်နေတာစမှုပရာကန်စင်မီတန်ရုံးဖြစ်တယ်ပေါ့နော်ဒီစမှုပရာကန်ထဲမှာစင်မီတန်ရုံးဘယ်နှရုံးရှိလဲမသိဘူး စမုပရာကန်ထဲမှာကျတော့ညီမတို့စင်မီတန်ရုံနဲ့ရုံရှိတယ်ပေါက်ဆောင်ထုံးရုံနဲ့ဒီအခုအမရောက်ရှိနေတဲ့ဖက်ကစားရုံပေါ့နော်14နီးခုံနာမှာပေါ့နော် ဆိုတော့အခုဒီမေကွန်လေးကတော့နည်းနည်းအမေးများရပေါ့နော်စင်မီတန်မှာချင်းငွေရှောက်ချင်တယ်ဒါပေမဲ့ဘယ်လိုလူမျိုးတွေပဲရှောက်လို့ကြလဲပေါ့နော် ရွှေပြောင်းညီမအလုပ်တော်မားတွေပေါ့နော်အဓိကထားညီမတို့ရှောက်ပေးတယ်တကယ်လို့တခြားအဲ့လိုဆိုင်ရလူတွေလာရှောက်ချင်တယ်ဆိုရင်တော့ညီမတို့ကတို့ရဲ့ဒီလက်ခါဘယ်လိုမှလာစာထောက်ခံစာပေါ့နော်လာစာထောက်ခံစာစလစ်ကိုအရင်တောင်းကြည့်ရပေါ့နော်သူတို့လည်းရှောက်ပေးဖြစ်ပါတယ်ဒါပေမဲ့ကိုပိုင်အလုပ်လုပ်တဲ့သူဆိုတော့ညီမတို့မရှောက်ပေးသေးပါဘူးရှင် ဟုတ်ကဲ့ပါဆိုတော့အမစင်မီတန် online မှာလဲပေါ့နော်လူတွေကခဏခဏပြောကြရပေါ့နော်တချို့ရကြလဲချင်းငွေငါလည်းမရပါဘူးငါတော့မရဘူးတော့မရှောက်နဲ့တချို့ရကြလဲမဟုတ်ဘူးငါရတယ်ငါကိုယ်တိုင်ရှောက်ပြီးသွားပြီဆိုတော့ဒီတနာကြတော့ချင်းငွေအောင်လားမအောင်လားဆိုတာဘေးရာတွေကဆုံးဖြတ်ပေးရတယ်ပေါ့နော် ဒီချင်းငွေအောင်လားမအောင်ဘူးလားဆိုတာပေါ့နော်ဥပမာပေါ့တကယ်လို့လာရှောက်တဲ့သူတွေကအိမ်ထောင်မရှိဘူးဆိုတော့ညီမတို့ဖတ်အောင်ပေးပါတယ်ဒါတော့စတာပါရှင်ဥပမာပေါ့နော်ကျွန်တော်လေးဆိုရင်တခါရင်အောင်ပေး ဟုတ်တယ်ရှင်ဒီချက်လည်းမလုပ်ပါဘူးရှင်လာရှောက်တဲ့သူတွေကပေါ့နော်စားစာတန်းအစုံလည်းရှိတယ်ပေါ့နော်နောက်တစ်ခုကဒီစင်မီတန်ရုံကနေသတ်မှတ်ထားတဲ့စီမီစီကန်နဲ့လည်းတိုက်ညီတယ်ဆိုရင်တော့ညီမတို့ဘက်ကနေချင်းငွေအောင်ပေးပါတယ်ရှင် Facebook comment တွေမှာတော်တော်များပြောကြရပေါ့နော်လာစာစလစ်စာရွက်မရဘူးတချို့ရကြလဲဟိုဒီငွေကိုပေါ့နော်တို့လက်ငင်းဒီငွေသားနဲ့ရရပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လာစာစလစ်မရှိဘူးအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုချင်းငွေရှောက်လို့ရမလဲပေါ့ ပန် software ရှိလားပေါ့နော်ပန် software ရှိရဆိုရင်ညီမတို့အနေနဲ့ပေါ့နော်တို့ရဲ့ ban statement တွေကနေထုတ်ယူပေးလို့ရတယ်ပန် software လည်းမရှိဘူးပန်လာစာဆက်လေးလည်းမရှိဘူးဆိုရင်ညီမတို့ကတို့ရဲ့စက်ရုံကနေပြီးတော့ပေါ့နော်ဒီလာစာထောက်ခံစာကိုတောင်းပေးတယ်ရှင်တောင်းခိုင်းတယ်ပေါ့နော်တို့ရဲ့လာစာထောက်ခံစာကိုရင်တောင်းခိုင်းပြီးမှတကယ်လို့စုံပြီဆိုရင်ညီမတို့ချင်းငွေတင်ပေးတယ်ရှင်မှာ အဲ့လိုမျိုးနဲ့ရသွားတဲ့သူတွေလည်းရှိရပါတော့ အဲ့လိုမျိုးရလာတဲ့သူတွေအများကြီးပဲရှင် စင်မီတန် Facebook comment တွေမှာခဏခဏတွေ့ရတယ်ပေါ့နော်လူတွေကစင်မီတန်အတုတွေမှာသွားပြီးတော့ပတ်စံလွှဲမိပြီးတော့အလိန်ခံရတယ်ပေါ့နော်စင်မီတန်နာမည်မြင်တာနဲ့ဟိုစိတ်တောက်နေရပြီပေါ့နော်အဲ့လိုမျိုးတွေပြောထားတယ်လည်းတွေ့ရအဲ့တော့အမအနေနဲ့စင်မီတန်အတုနဲ့အစ်စ်ကိုဘယ်လိုခွဲလို့ရမလဲဆိုတာလေးရှင်းပြပေးပါအောင် အလွယ်ဆုံးနီးနေနဲ့ဆိုရင်ညီမတို့စီလာလဲကိုင်းရန်တိုင်းပေါ့နော်ပြောလေးရှိတယ်သူတို့ဘက်ကနေပြီးချင်းငွေကြိုတောက်ခဲ့တယ်ဆိုရင်ပေါ့နော်လုံးဝ paste အတူဆိုပြီးတော့သူတို့ကြိုပြောထားတာမျိုးရှိတယ်ပြီးတော့ချင်းငွေပြန်ဆက်တဲ့သူတွေကပေါ့နော်စကန်လုံးလိုက်တဲ့ချိန်မှာစာချုပ်စာရွက်မှာလည်းနာမည်လည်းပါတယ်ပြီးတော့စာချုပ်နံပါတ်လည်းပါတယ်ဆိုတော့လေချင်းငွေစကန်လောက်ပြီးတော့ဆိုရင်စာချုပ်နံပါတ်အရင်စစ်ခိုင်းတယ်ကိုယ့်ရဲ့စာချုပ်နံပါတ်ကမှန်တယ်ဆိုရင်အဲ့ဒါသူတို့ရဲ့စကန်စာရွက်အစ်စ်ပေါ့နော်တခြားလူတွေရဲ့နာမည်ပတ်စံကြိုလွဲဟိုင်းတာမျိုးဆိုရင်တော့လုံးဝ paste အတူဖြစ်ပါတယ် ဟုတ်တယ်နော်စင်မီတန်ချင်းငွေပြန်ဆက်တဲ့အခါကျလို့ရှိရင်လည်းကိုလွှဲလိုက်တဲ့ဘဏ်ကိုတေချာလေးစစ်ပေးပါစင်မီတန်အစ်စ်ဆိုလို့ရှိရင်စင်မီတန်ကုမ္ပဏီနာမည်လေးပါပါတယ်တကယ်လို့ဒီလိန်တဲ့သူတွေကတော့သူတို့ရဲ့အကွေးကိုယ်တာအကောင့်နေနဲ့လွှဲခိုင်းမှာပေါ့နော်ဆိုတော့အဲ့လေးကိုလည်းကြည့်ပြီးတော့စစ်စစ်လို့ရပါတယ်စင်မီတန်စမှုပရာကန်ရုံးမှာကြိုးဆိုပါတယ်